同学们早上好，老师好。大家好，老师早上好。老师早上来，我们开始上课吧。第18课，ang、en、in、on 呢？老师我看不拼音，老师我看，ang、en、in、on 就是你刚刚来的等的拍样的呢。ang bo ang bang ge ang gang de ang dang te ang tang le ang lang yi ang yang zi ang zang ci ang 天 cang 有 zi 光 ang sang 知天 ang张吃ang chang 是 ang 天 sang 拼音灯 天 笼包没呢一 ang 娘了一 亮 ang 亮。亮亮歌舞昂亮光，歌舞昂光光，亮光嗯嗯，破光哼，破光光哼，特腾，亮呢光能，亮不亮温，特亮哼，这亮人，后面呢？然后音那段的音，亮这亮是整体认读音节。快拍下面路呢？第单拍下面拼音，音，播音冰，破音拼，基音我基，今低音天气听，低晴，音我心。眼睛那 on，哦的 哦 on 东，特 on 通，东的 on 公，东你来南东了东帮哪些嘞？东鸡东一 on 中，七一 on 东穷，西七一 on 东凶。西东 Great Wall 大我长城，长一蹦城灯笼，灯笼轻松灯笼轻松，轻孔松雀孔雀。孔雀大象，大象，大象熊猫，熊猫，熊猫山羊，山羊，山风羊筝，山羊风筝，风筝风筝上和下，拱比多比的你整个录样呢？拿出练习课本，你整个扫头吧。第18课，ang、en、in、on，练习读和四声，ang、en、in、on。ဒါဆက်စောဖတ်ပြသွားတဲ့ထဲမှာအကုန်ပါပြီးသားเนาะဒါလေးကိုတယောက်ချင်းစီဖတ်မယ်လေးခုလုံးဖတ်မယ် ang en in on လေးခုလုံးဖတ်မယ်来ပထမဆုံးဘယ်သူစမလဲဖတ်တာနည်းနည်းလေးတွက်လာပြီဟဲ့လား看နော်没老师？အိမ်ရွာချမ်းမြေ့安、阳、康、全、正、邦、年、经、宣、光、庄、嗯恩、邦、庚、王、庄、因金金、银、金丁、丁金、金辛、金翁、翁雍、公、ço九、休秋、休。对慢呢然后这样凶熊ဟုတ်ပြီအဲ့ဒါဒါလေးရသွားပြီနော်အဲ့တော့အောက်မှာ BEB ဆိုတာ compare နိုင်ရှင်ခိုင်းတယ်ဒီမှာ N အတန်ထွက်နဲ့ on အတန်ထွက်နဲ့နော်ချမ်း鼻音后鼻音ဒါနှာခေါင်းရှေ့တန်နဲ့ဆိုတာပေါ့ N ဒီနေရာနေပဲဆိုတဲ့အတန် N ဒါကြတော့လေရင်ကောင်းနေရလာတဲ့အတန် on နော် N နဲ့ on နဲ့အတန်ထွက်နှစ်ခုကိုအရင်ဆုံးရှင်ပြီးတော့နားထောင်ကြည့်မယ်ထဲအန်ထန်ထောင် 浪，担心，开放，场，访问，缸子，တန်ထွက်ကနည်းနည်းလောက်စီပဲကွာမယ်ပေါ့တေချာလေးဟိုဖြစ်မှာပုံမှန်ဆိုလို့ရှိရင်အခုချိန်ခွဲဆိုနိုင်ခြင်းမှခွဲဆိုနိုင်မယ်နော်နောက်မှမှန်ပေါ့နော်ဖြည်းဖြည်းချင်းနဲ့တော့ဆိုတတ်သွားလိမ့်မယ်အန်နဲ့အောင်နဲ့နောက်那一安娘，那一昂娘，香花啊，大家等等你妈呢？香花，想花，
奖励，奖励，练，亮，减，奖，发言，发扬，样子，样子，光，光，环，黄，床上，床上，床上，新玩，新王，慌，慌，撞，撞，机关，激光，帆船，方床，呃，呃，大哥来都要说明，n 呢，ang 啊，弹出来，那那个看没呢？都要你要老给说我们呀嘞，来，什么老师？手机吧。帆船，帆船。对，大家读你的话，那库龙就读片的喏，没有关系，给上修哒，那会呀，看的喏，脑瓜的，记把的，但呢，没把的，但呢，那里会呀，看的，给上修喏，可以，拿着库拿糖记吧喏，n 呢，n 呢，波 n 本，波 n 本，知 n 真，知 n 真。人生，人生，诊所，诊所，门，门，恨，恨，刮风，刮风，棚子，棚子，金，金，姓，姓，人民，人民，亲戚，亲戚，邻，邻，情，情，禁止，禁止，领子，领子，本身单纯搞了拍来呢，就读录片的呢。好，来第二个，n 呢，音呢，拍几面，对呀。好，老师说我们来老师。拍几吧。帮帮将将让上让上将手将手忙忙横横刮风刮风帮子棚帮子帮子金金金线信讯人民人民亲自亲自零零请请禁止禁止林子林子林子，对，林子好，ဒီမှာနှစ်ခုလုံးနှစ်ခုအတန်ထွက်ဒီလိုနှစ်ခုတွဲထားတော့ဖတ်ရတာနည်းနည်းလေးခက်တယ်နောက်တစ်ခုနှလုံးတွဲเนาะစွမ်းရင်းကျက်အတန်ထွက်နှလုံးတွဲလေးတွေဖတ်ပြမယ်နားထောင်ကြည့်ပါ家长校长班长组长队长学生帮助互相端正太阳月亮交通勇敢演讲中文帮忙ဒါဆိုရှေ့ရလဲဟုတ်ပြီအနောက်လဲဟုတ်ပြီအနောက်ရှေ့ရလဲကြီးပါတဲ့အနောက်ကလည်းကြီးပါတဲ့အเนาะ帮忙光明成功平等经常阳光共同英勇晴朗航空风景影响命令用功情况 โอเคဒါနှစ်ခုလုံးမဆိုနဲ့1နဲ့2တက်ခွဲဆိုမယ်1ကိုတစ်ယောက်ဆို2ကိုတစ်ယောက်ဆို老师怎么说来着？好家长少将班长组长队长
学生，帮助，互相，端将，太阳，月亮，交通，勇敢，勇敢，勇敢，演讲，中文，中文。中文，Okay, now 要 number 2数没？number 2。老师说完了。好，帮忙，光明，强攻，平等，平等，平等，坚强，经阳常，坚强，阳光，共同，形容，清亮，晴朗，清朗，航空，风景，风景，风景，行星，影响，吉祥，命令，命令，用用光，功，情况，情况。နောက်တစ်ယောက်อีกค่ะအရင်ဆိုလိုက်မယ်နော်帮忙，光明，成功，冰点，平冰平丁，平မဟုတ်ခေါ်နဲ့平等平等，金春，经常阳，清清晨晨，阳阳光光，共同，英勇，有冰冷，冰冷航清冷航空，公风景，影影音响英雄，影命响令，力用功，诱惑情情况，况情况对情况然后都要 OK now 昂英翁ရေးမယ်နော်英翁တော့အောက်မှာကြံသေးတယ်အများကြီးဒီမှာ三声变调练习သုံးတန်ပြောင်းလဲခြင်းသုံးဆိုရင်ရှေ့ရတန်နှစ်တန်ပြောင်းဖတ်ပေးရမယ်နောက်သုံးတန်တစ်တန်31 32 34နောက်သုံးတန်နဲ့ neutral tone အတန်ဖော့နဲ့နောက်ကြာတာပတေးအခုလာမယ့်ကြာတာပတေးနေ့တပေါင်းလားပြည့်နေ့放假အကြောင်းပိတ်တယ်နော်ကြာတာပတေးနေ့အကြောင်းပိတ်တယ်နောက်ဆုံးအပတ်နောက်ဆုံးအပတ်ကတော့ပိတ်ရက်ထဲမှာပါသွားပြီတက်မတော်နေ့29ရက်နေ့အကြောင်းပိတ်တယ်ဆိုတော့စာမေးပွဲက24ရက်နေ့ဖြည့်မယ်နော်24ရက်နေ့听写မခေါ်သေးဘူးเนาะ听写ထားလိုက်အောင်မယ်ဒီဟာလေးတွေအရင်ဖတ်မယ်听写ကများများဖတ်ပြီးမှခေါ်လို့ရမယ်第五三声变调练习သုံးတန်ပြောင်းလဲခြင်းအရှိမပြောခဲ့ပြီးပြီသုံးဆိုရင်အရှိရအတန်ကိုနှစ်တန်ပြောင်းဖတ်ပေးရတယ်เนาะအဲ့တော့အရင်ဆုံးနားထောင်ကြည့်ပါ可以所以长廊领导语法彼此永远广场舞蹈小姐洗澡感想展览馆小组长勇敢者အတူတူပဲဒီမှာ3ခုဖြစ်သွားလဲ2အဲ့လိုပြောင်းပြီးတော့ဖတ်ရမယ်เนาะရှေ့က2ရှေ့နှစ်ခုက2 2 3အဲ့လိုဖြစ်သွားမှာပေါ့เนาะ展览馆အဲ့လိုဖြစ်သွားမယ်小组长勇敢者ရမလားတယောက်ဖတ်ကြည့်မယ်3တန်说没老师，好可以，所以，将人，领导，语法，不是，永远，广场，舞蹈，烧呃烧烧小着姐烧着洗澡，刚香，广展览场馆广场广场
广场，广场舞蹈烧舞着，蹈舞蹈烧着，洗澡，更上，展览馆，小组长，小组有长小组长，勇敢者，勇敢者。勇敢者，好，来，နောက်တစ်ယောက်没有了မရှိဘူးเนาะဒါဆိုရင်နောက်တစ်ခုသွားမယ်3 2 3 1ပေါ့เนาะ3 1ဘာမှချိန်စရာမလိုဘူးဒီအတိုင်းပဲဆိုရုံပဲ老师普通同一学花演出纺织 now 2 3 2语言举行旅行语文检查演员3 4好看美丽马路可怕演戏考试3 neutral tone အတန်ဖော့脑袋本子嗓子奶奶你们喜欢 OK ဘယ်လိုဆိုကြည့်မလဲ 老师说嘛呢？好老师普通同一同一学统一学花演出房子语言语言语သူကပထမအ语ဖြစ်ကမြင့်言နောက်ကမြင့်语言语言举行旅行语文语文检查语文检查演员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 好看美丽马路可怕演示考试脑袋板子三十嗓子奶奶三十奶奶你们喜欢好နောက်ရမှတစ်ခေါက်ထပ်ဆိုမယ်နော်နောက်ရမှတစ်ခေါက်ထပ်ဆိုမယ်ဒါလေးဆိုလိုက်မယ်ဒါလေးအားလုံးအတူဖတ်ကြည့်ပါ我学我学我我学王学文汉语拼音了，我学我文汉学语拼音了，我学我会学会汉汉语语拼拼音音了，了，我学完我学完汉汉语拼音了拼音了，我ကျွန်တော်学တင်ယူ啦1ဆိုတော့ပြီးမြောက်သွားပြီကျွန်တော်တင်ယူပြီးမြောက်သွားပြီ汉语拼音တရုတ်စာ拼音တင်ယူတက်မြောက်သွားပြီတဲ့我学会学会学完ဆိုတာပြီးဆုံးတာတင်ယူပြီးမြောက်သွားပြီဒါကကြတော့学会တင်ယူတက်မြောက်သွားပြီ我学会汉语拼音了ငါ汉语拼音ကိုတင်ယူတက်မြောက်သွားပြီတဲ့နော်我学完汉语拼音了我学会汉语拼音了နော်ဟုတ်လား横竖撇捺横折横折钩横撇竖钩横钩竖弯提竖弯钩竖折者钩撇点撇折弯钩ဒီနေ့ဒါလေးရေးမယ်ဒါလေးခုနေ့ရေးလိုက်လား横折弯钩မရေးရသေးပါဘူး မရသေးဘူးလားအဲ့ဒါဆိုဒါလေးရေးမယ်နော်横者弯钩横者弯钩သူကဒါ横ကနည်းနည်းလေးသူကစောင်းရေးတာနည်းနည်းလှအောင်လို့ပေါ့နော်横者弯钩အဲ့လိုလေးပေါ့横者弯钩横者弯钩挤挤以挤挤以挤挤 only two stroke เนาะ两个笔画ဆုတ်ချက်နှစ်ချက်ပဲရှိတယ် first stroke က撇 second stroke က横者弯钩ဒါပဲเนาะ
မဟုတ်ပါဘူးจิ๋วသွားရေးတယ်ကြီးပါဆိုကြီးဆိုတာ how many ပေါ့撇横者弯钩ဒါကတော့တစ်လုံးရေးရမယ်ဟာจิ๋วကကြီး你有几个姐姐တဲ့မှာအမဘယ်နှယောက်ရှိလဲ你有几个弟弟မောင်လေးဘယ်နှယောက်ရှိလဲ你有几个妹妹ညီမလေးဘယ်နှယောက်ရှိလဲ你有几个兄弟姐妹တဲ့မှာမောင်နှမဘယ်နှယောက်ရှိတယ်လဲအဲ့ဒီကြီးပေါ့နော်ကြီးနဲ့သုံးတယ်撇သူက撇อ่ะသူကဒီလိုလေး long shape ပေါ့နော်ရှည်အရှည်撇ပေါ့နော်撇မှာမျိုးစုံရှိတာဒီ vertical ပုံစံလည်းရှိတယ် horizontal ပုံစံလည်းရှိတယ်နော်ကြီး来နောက်တစ်လုံးရေးမယ်九是9九လည်းလွယ်လွယ်လေးနော်撇သူလည်း only 2 step နှစ်ချက်ပဲရှိတယ်သူက撇ကိုဖြတ်ပြီးတော့ဆွဲရမှာပေါ့နော်撇横者弯钩九9九ဒါလေးကစုတ်ချက်နှစ်ချက်ဆိုတော့မြန်မြန်ရေးလိုက်မယ်နော်ကျုပ်ပြီးသွားရင်1 to 10ကိုအိမ်မှာ9 line လောက်ပေါ့နော်9 line လောက်ရေးထားပါ1 2 3 4 5 6 7 8 9 10နော်1 to 10ပြီးသွားပြီနောက်တစ်လုံးရေးမယ်横者弯钩နဲ့ပတ်သက်တာ吃စားသည်စားသည်1 2 3 4 5 6个笔画6တို့ရှိတယ်အရှိကတော့စားသည်ဆိုတော့ပါဇက်လေးပေါ့口ပါဇက်လေးပါမယ်နော်口ပြီးရင်撇横ပြီးတော့ဒီအောက်ခြေကနေ横弯钩ရေးလိုက်မယ်吃စားသည်吃好了吗ပြီးပြီလားပြီးပါပြီ老师နောက်ထပ် subject တစ်ခုထပ်သွားမယ်ရှေးကုန်းအဲ့ဒါကြောင့်ဟိုပါမှာဟာတာလေး Facebook နဲ့ TikTok မှာစတင်တဲ့တချို့ကြတော့အတန်ထွက်ကိုဒီမှာရှေးကုန်းကိုဟာတာလေးလောက်ထားတယ်နော်ရှေးကုန်းမလားရိုးရိုးကုန်းကြီးနေအဲတရုတ်စာလည်းတစ်ခါလေးကြာရင်မြန်မာလိုဖတ်လိုက်လို့ရှိရင်ဟာတာတွေဖြစ်နေတော့ဟလားအဲ့တော့တရုတ်စာကိုဟာတာတွေနဲ့လုပ်ပြီးတင်ထားကြတယ်အဲ့တော့အတန်ထွက်မပီပဲနဲ့ဆိုရင်ပို့ပြီးတော့ဆိုးသွားတာပေါ့ဟလားကုန်းနော်ကုန်းတာမဟုတ်ဘူးကုန်းရှဲကုန်းကြောင့်အတန်ထွက်ပြအောင်ဆိုဟလားရှဲသူကဒီလိုစောင်းတယ်နော်အရှိမလားဆိုတော့ဝမ်ကုန်းလည်းရှိတာနော်ဝမ်ကုန်းဝမ်ကုန်းကြတော့သူကညာဘယ်ဘက်ကိုကွေးတာပေါ့ဘယ်ဘက်ကိုကွေးတယ်ရှဲကြတော့ဒီဘက်ညာဘက်ကိုပြန်ကွေးတာပေါ့နော်ဒီလိုလေးရှဲကုန်းရှဲကုန်းရေးမယ်နော်会写吗？ရေးတက်လား斜勾ရေးတက်လားကျွန်တော်ကျမနော်我1 2 3 4 5 6 7 တို့ရှိတယ်ပထမဆုတ်ချက်လေးက撇ဒုတိယဆုတ်ချက်လေးက横ပြီးရင်ဒါလေးကဝမ်ကုတ်ပြီးတော့ထီရှေကုတ်撇点အဓိကသူ့ရဲ့ဆုတ်ချက်နံပါတ်ဒီမှာ4နဲ့5မှာ4နဲ့6နဲ့မှာ4ရဲ့ဆုတ်ချက်လေးကထီသွားမယ်အောက်ကနေအပေါ်ဆွဲတယ်ထီနောက်ဒီ6ရဲ့ဆုတ်ချက်လေးကဒီဘက်ကကြတော့ဖြဲဒီနှစ်ခုကပုံစံတူရတယ်တစ်ခုကထီတစ်ခုကဖြဲเนาะဒီဘက်ဘယ်ဘက်ချမ်းကထီညာဘက်ချမ်းကဖြဲ
横竖钩ဒါလေးက竖钩ရေးလိုက်ရတယ်နော်သူကဒီမှာ竖钩ဝမ်း钩ကနည်းနည်းစီပဲကွာဖြစ်တဲ့အတွက်竖钩ရေးလိုက်ရတယ်竖钩ပြီးရင်ထီ斜钩撇点我还有什么问题把没讲细嘞？没有老师。没有老师。နောက်တစ်လုံးကမရေးတော့ဘူးရတယ်မင်းသူလည်းရှဲကုတ်ကိုရေးခိုင်းထားတာအဲ့တော့အရှိရစလုံးတွေကိုပဲပြန်ကြည့်ထားပါနော်စာမေးပွဲမှာအရှိရစလုံးတွေကိုပဲအဓိကမေးမယ်ဒီအနောက်ပိုင်းကသိပ်ပြီးတော့နော်လွယ်တာပဲမေးမယ်ခက်တာမမေးဘူးနော်လွယ်တာပဲမေးမယ်လွယ်တာပဲမေးပါဒါပဲမေးမယ်ခက်တာမမေးဘူးခက်တာ好没有问题的话，我们今天就到这里了。没讲书说今天的老板，加大不哩呢，的帮那边的长辈的，然后这边等你老妈对呢。同学们再见。再见，老师。再见，老师，谢谢老师。好，大家再见。